မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်စားတောက်နေထိုင်နေတဲ့အလေးအကျင့်တွေထဲမှာတကယ်ရောကျမ်းမာရေးနဲ့ညီညွတ်ရဲ့လားဒီနေ့မှာတော့တင့်ရဲ့ကျမ်းမာရေးဘသူကတာကိုစစ်ဆေးနိုင်မဲ့မေခွန်းဒီ10ခုကိုပြင်ဆင်ထားပါတယ်လူတရားမှာနွားရောက်ပဲတမတ်အဖြစ်ရလိရှိတဲ့ဒီညံစမ်းမှာတင်ရောဘယ်နှမှတ်ရမလဲအတူတီဖြေကြည့်လိုက်ရအောင်ဗျာသွေးရင်းတကြားရက်ကိုဘယ်အသီးကထိန်းညှိပေးတယ်လဲအဖြစ်မှန်ကတော့ပန်းတီမှာပါတဲ့အမြင်သက်ကတကြားသက်စုပ်ယူမှုကိုနှီးကွေးစေပြီးစီးကျူအတွက်ကောင်းပါတယ်အုံနောက်စွမ်းဆောင်ရဲ့အတွက်ဘယ်အရွက်ကအကောင်းဆုံးလဲအရှင်မန်ကတော့ဟိန္ဒူနွယ်မှာအုံနောက်ဆဲတွေကိုကာကွယ်ပေးတဲ့တတိုးဆန့်ကျင်ပစ္စည်းတွေကျွဲဝစွာပါဝင်ပါတယ်ပရိုတင်းအများဆုံးပါတဲ့အစားအစာကဘာလဲအဖြစ်မှန်ကတော့ကြက်ဥဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းထက်ပြီးဝစွာပါဝင်တဲ့အကောင်းဆုံးအရင်းမြစ်ပါအစာချေစနစ်ကောင်းမွန်ဖို့ဘာသာတင်တယ်လဲအဖြစ်မှန်ကတော့ဒိန်းဂျင်မှာဦးလန်းကြောင်းအတွက်အကျိုးပြုတဲ့ဘက်တီးရီးယား probiotics တွေပါဝင်လို့အစာချေစေပါတယ်သူရကောင်းစေဖို့ဘယ်ဟာကိုအတိကစားတင်တယ်လဲအဖြစ်မှန်ကတော့အသေးမှာဒန်ဒတ်အိုင်ယွန်အများများပါဝင်လို့သွေးနည်းဥဆဲထုတ်လုပ်မှုကိုကူညီပေးပါတယ်ပိုတက်ဆီယမ်အများဆုံးပါတဲ့အသီးကဘာလဲအဖြစ်မှန်ကတော့ငှက်ပြောသည်ပိုတက်ဆီယမ်ကကြွက်သားလုံးဆောင်ချက်ကိုကောင်းမွန်စေပြီးသွေးဖီအားကိုလည်းထိန်းညှိသေးပါတယ်ဘယ်ဗီတာမင်ချို့ရဲ့ရင်တွားပုံသွေးอยู่တဲ့အဖြစ်မှန်ကတော့ဗီတာမင်စီချို့တဲ့ခန္ဓာကိုယ်ရဲ့တ िश ူးတွေအားနေပြီးတွားပုံသွေးယောဂဖြစ်တတ်ပါတယ်အခုမှသီးတွေမှာဘလူးအဆီရက်ပါဝင်တဲ့အဖြစ်မှန်ကတော့အစီကောင်းအခွန်မာစည်းမှာပါတဲ့အစီကောင်းတွေကနှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်အရွယ်တင်နုပြဖို့ဘယ်ရကိုတောက်တင်တယ်ဗျအယိုးဘွားယောဂမဖြစ်စေဖို့ဘယ်ဓာတ်ကအရေးကြီးဆုံးလဲအဖြစ်မှန်ကတော့ကယ်လ်ဆီယမ်ကအယိုးထုတွေကိုခိုင်မာစေပြီးအသက်ကြီးလာတဲ့အခါအယိုးကျိုးခြင်းကနေကာကွယ်ပေးပါတယ်